AI နဲ့ post ရေးလို့ရတယ် post တင်လို့ရတယ်ဆိုတော့သိပြီလားအခုချက် AI ခက်ရောက်နေပြီအဲ့တော့ကောလို့ကိုယ်တိုင်လဲတောက်လျှောက်မှာ AI ကိုသုံးနေပေါ့နော် ChatGPT တို့ဘာလို့ software လေးသွင်းလိုက်ပါသွင်းပြီးလို့ရှိရင်ဒီ post ရေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ PC အကြောင်းလေးနဲ့ post ရေးပေးပါဆိုပြီးတော့ပြောနေဆိုတော့ emoji ပါတစ်ခါထည့်ပြီးသားကြားတယ်ဗျာအဲ့တော့အဲ့ဒါလေးကိုနည်းနည်းလေးပြင်ပြီးတော့တင်လိုက်ရုံပဲအဲ့တော့ပုံကတော့ကိုယ်တိုင်ရိုက်ရတယ်ပေါ့နော်အဲ့တော့ AI အခုခေတ်က AI ခက်ရောက်နေပြီဒီ AI လိုင်းကြီးလာတဲ့အချိန်မှာဒီ AI စလိုလေးကိုဝင်ပြီးတော့သွားနေပြီဆိုအရင်လူသက်သာပါတယ်เนาะအရင်တော့ဆိုတော့ post ခုရေးမယ်ဆိုဘယ်လိုရေးလဲဆိုတော့ဟာစဉ်းစားရတယ်ဟာဘယ်လိုရေးကောင်းလဲဘာရေးကောင်းလဲပြီး emoji လေးစဉ်းစားရတယ်ဟာဘယ် emoji လေးထည့်လိုက်တော့လာတယ်ဘယ်လိုလေးဆိုတော့ပို့ပြီးတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်း AI ပေါ်လာတော့ဗာလဲဆိုတော့ idea လေးစဉ်းစားရုံပဲဟုတ်ပြီဘယ်အကြောင်းလေးရေးချင်တယ်ဒီလို skin နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဒီ product အကြောင်းလေးကိုဒီလိုလေးထည့်ပြီးတော့ရေးပေးပါဆိုတော့ auto post တစ်ခါလေးထွက်လာပြီးသားအဲ့ဒါကိုပဲကိုယ့်ရဲ့ဒီ AI ရဲ့စလုံးမားတာလေးတွေပြီးလို့ရှိရင်စာပေတာအရင်ပေါ်နေတဲ့ဟာလေးတွေကိုကိုယ့်ရဲ့လေသံလေးလေးယူသေးလေးသိသိလေးပြောင်းပြင်ပေးလိုက်ရုံပါပဲအဲ့တော့ AI အရင်အသုံးဝင်ပါတယ်ဈေးရောက်တဲ့သူတိုင်း AI ကိုသုံးသင့်ပါတယ်အကယ်၍မသုံးရသေးဘူးဆိုလို့ရှိရင်ဒါလေးစမ်းပြီးတော့သုံးကြည့်ပါတော့အကယ်၍သုံးပြီးလားမသုံးရသေးဘူးလားကိုမှတ်မှာသုံးနေတဲ့အခြေအနေလေးပြောပြပါဦး ESC ကိုခေါ်တာကိုအောင်ပြောပါတော့တခြားသိချင်တာလေးရှင်းလဲမေးခဲ့လို့ရပါတယ်ကိုဖြေပေးပါမယ်ဗျအားလုံးအများကြီးကြောင်းကောင်းပါပြီ